ဒီအမျိုးသားမှာတော့ဘသူမှမသိတဲ့လျှို့ဝှက်ချက်တစ်ခုရှိနေခဲ့ပါတယ်မနက်တိုင်းမျက်လုံးပွင့်လာတဲ့အခါသူဟာသစိမ်းတစ်ယောက်ဖြစ်ပြောင်းလဲသွားလိမ့်ရှိပြီးသူဘယ်လိုရုပ်သွင်းဖြစ်နေမလဲဆိုတာကိုယ်တိုင်လည်းမသိရှိပါဘူးဒါကြောင့်သူ့မှာအခက်တွေ့စရာအခြေအနေတွေခဏခဏကြုံတွေ့ရလိမ့်ရှိပါတယ်သူဟာရုပ်ဖြောင်းတဲ့လူငယ်တစ်ယောက်ဖြစ်ပြောင်းလဲသွားချိန်မှာတော့လှပတဲ့အမျိုးသမီးတွေနဲ့ဒိတ်လုပ်လိမ့်ရှိပါတယ်ဒါပေမဲ့နောက်တစ်နေ့မနက်မှာတော့အသက်80အရွယ်အဖိုးအိုတစ်ယောက်ဖြစ်နိုးထလာခဲ့တာပါပုံမခက်ခဲစေတာကတော့အချို့ရက်တွေမှာအမျိုးသမီးကလေးသို့မဟုတ်နိုင်ငံသားတစ်ယောက်ဖြစ်ပါပြောင်းလဲသွားတတ်တာပဲဖြစ်ပါတယ်ဒါဟာအဝတ်အစားရွေးချယ်မှုကိုသူ့အတွက်တနေ့တာရဲ့အကြီးမားဆုံးပြဿနာဖြစ်လာစေခဲ့ပါတယ်။ဒါကြောင့်သူ့အခန်းထဲမှာကြားမပုံစံမျိုးစုံစုပ်စုံအဝတ်အစားတွေနဲ့ဖနက်ပုံစံမျိုးစုံပြည့်နှက်နေခဲ့တာပါ။ဒီထူးဆန်းတဲ့အခြေအနေဟာသူအသက်18နှစ်အရွယ်မှာစတင်ခဲ့တာပါ။ဒီနေ့မှာသူနိုးထလာချိန်မှာအဖိုးတယောက်ဖြစ်ပြောင်းလဲနေတာကိုတွေ့ရှိခဲ့ရပြီးထိတ်လန့်တကြားမိခင်ဖြစ်သူကိုဖက်ကငိုကြွေးခဲ့ရပါတယ်။အဲ့ဒီနေ့ကစလို့ရက်တိုင်းဟာဒီလိုပဲဖြစ်ပျက်နေခဲ့တာပါ။မိခင်ဖြစ်သူမအပါဒီလျှို့ဝှက်ချက်ကိုသိတဲ့အခြားတဦးကတော့သူ့ရဲ့တငယ်ချင်းတယောက်ပဲဖြစ်ပါတယ်။စားတင်ပိုင်းမှာတငယ်ချင်းဖြစ်သူဟာတက်လက်ပိုင်းအမျိုးသမီးတယောက်ကသူ့တငယ်ချင်းအစ်စ်ပါဆိုတာကိုမယုံကြည်ခဲ့ပါဘူး။ဒါပေမဲ့သူဟာလှပတဲ့အမျိုးသမီးတယောက်ဖြစ်ပြောင်းလဲသွားချိန်မှာတော့တငယ်ချင်းဖြစ်သူဟာစိတ်မထိန်နိုင်တော့ပဲပါဇက်အဟောင်းသားဖြစ်သွားခဲ့ရပါတယ်။နောက်ပိုင်းမှာသူတို့နှစ်ဦးပေါင်းစည်းပြီးကိုပိုင်ပရီဘောကကုမ္ပဏီတစ်ခုကိုထူထောင်ခဲ့ကြပါတယ်။သူကဒီဇိုင်းပိုင်းကိုတာဝန်ယူပြီးတငယ်ချင်းဖြစ်သူကအယောင်ပိုင်းကိုကင်တွယ်ခဲ့တာပါ။ဒီနေ့မှာပရီဘောကဆိုင်တစ်ခုမှာစိတ်ကူးတစ်တွေလိုက်လံရှာဖွေနေစဉ်အီရှုလို့ခေါ်တဲ့အယောင်ဝင်တဲ့မိန်းကလေးတဦးနဲ့တွေ့ဆုံခဲ့ပါတယ်။သူမရဲ့ချိုတာလာတဲ့ပြုံးရွှင်မှုကြောင့်သူအလွန်ပင်ဆွဲလန်းသွားခဲ့တာပါ။သူမကိုထပ်မံတွေ့ရှိနိုင်ဖို့အတွက်သူဟာရုပ်သွင်းအမျိုးမျိုးနဲ့အဲ့ဒီဆိုင်စီနေ့စဉ်တွားရောက်ခဲ့ပါတယ်။သူဘလို့ပဲပြောင်းလဲနေပါစေရှုကတော့သူ့ကိုနှွေးထွေးစွာအမြဲနှုတ်ဆက်လေးရှိတာကြောင့်ဒီမိန်းကလေးကိုပိုမိုတန်ရောစင်ကြီးမားလာခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတော့တယ်။ရုပ်ဖြောင်းတဲ့အမျိုးသားအဖြစ်ပြောင်းလဲသွားချိန်မှာအီရှုစီခံစားချက်တွေကိုဖွင့်ပြောဖို့ဆုံးဖြတ်လိုက်တာပါ။ရက်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရပြီးနောက်အဲ့ဒီနေ့ရောက်ရှိလာခဲ့ပါတယ်။ပုံမှန်အတိုင်းဆိုင်စီတွားရောက်ကကလထိုင်တစ်လုံးရွေးချယ်လိုက်ရာအီရှုကကားပေါ်စီတင်ဆောင်ပေးခဲ့ပါတယ်။သူမအလဲထွက်သွားတော့မဲ့အချိန်မှာသူမထိန်နိုင်တော့ပဲညစာအတူစားဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဒါပေမဲ့ပထမဦးဆုံးအချိန်တွေ့ဆုံမှုတဲ့အီရှုမှာအနှဲငယ်အံ့အားသင့်သွားခဲ့ပြီးယဉ်ကျေးစွာညှင်းပယ်ခဲ့ပါတယ်။ဒါပေမဲ့ခက်ခဲစွာရရှိထားတဲ့အခွင့်အရေးကိုသူမစွန့်လွတ်ခြင်းခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့ဘယ်အချိန်မှဒီလိုရုပ်ဖြောင်းတဲ့အသွင်ပြန်ဖြစ်လာအောင်မလဲဆိုတာမသိလို့ပါ။ဒါကြောင့်တတိမွေးပြီးထပ်မံဖိတ်ခေါ်လိုက်ရာသူ့မျက်လုံးထဲကရိုးသားမှုကိုမြင်တွေ့လိုက်ရတာကြောင့်အီရှုလဲနောက်ဆုံးမှသဘောတူလိုက်ပါတယ်။ညနေပိုင်းမှာဦးကျင်ကသူမကိုသူ့ရဲ့ပရီဘောကစတူဒီယိုစီခေါ်ဆောင်သွားခဲ့ပါတယ်။သူဟာပရီဘောကဒီဇိုင်နာတဦးဖြစ်ကြောင်းသိရှိသွားချိန်မှာတော့အီရှုဟာတန်တရားတွေလျှော့ကျသွားခဲ့ပြီးစကားတွေရင်းနှီးစွာပြောဆိုခဲ့ကြပါတယ်။မထွက်ခွာမီမှာနောက်နေ့မှာထပ်မံတွေ့ဆုံဖို့ဖိတ်ခေါ်ခဲ့ရာစကားပြောရတာအလွန်အဆင်ပြေနေတာကြောင့်သူမဝမ်းမြောက်စွာသဘောတူခဲ့ပါတယ်။အဲ့ဒီညမှာတော့ရုပ်သွင်းပြောင်းလဲသွားမှာကိုတားဆီးဖို့အတွက်သူမအိပ်ဆက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်မအိပ်ဘဲနေနိုင်ရန်ကော်ဖီပြင်းပြင်းတွေကိုအမြောက်များတောက်သုံးခဲ့ပါတယ်။တညလုံးမအိပ်ဘဲနေခဲ့ပြီးနောက်နေ့မှာအီရှုနဲ့ထပ်မံတွေ့ဆုံခဲ့ပါတယ်။ရင်းနှီးလာတာနဲ့အမျှတယောက်ကိုတယောက်ပိုမိုနားလည်လာကြပြီးဦးကျင်ဟာတခါမှမခံစားဘူးတဲ့ပျော်ရွှင်မှုကိုခံစားလိုက်ရပါတယ်။သို့တော်လည်းအချစ်ရဲ့စွမ်းအားဟာခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်မှုကိုမတားဆီးနိုင်ခဲ့ပါဘူး။နောက်တနေ့မနက်စာအတူစားဖို့ဖိတ်ခေါ်ခြင်းခဲ့ပေမဲ့ယထာဘော်စီအပြန်လန်းမှာတော့သူမထိန်နိုင်ပဲအိမ်မောကျသွားခဲ့ရပါတယ်။နောက်ဆုံးဘူတာစီရောက်ရှိချိန်မှာဝန်ထမ်းတဦးကသူ့ကိုနှိုးလိုက်ရာအဲ့ဒီချိန်မှာပဲသူဟာထိတ်ပြောင်နေတဲ့တက်လက်ပိုင်းအမျိုးသားတဦးဖြစ်ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။မနက်ပိုင်းမှာတော့ချိတ်ဆိုထားတဲ့နေရာစီသူတွားရောက်ခဲ့ပါတယ်။အီရှုကစိုးရိမ်စွာစောင့်ဆိုင်းနေတာကိုတွေ့ရှိခဲ့ရပေမဲ့လက်ရှိရုပ်သွင်းနေတော့သူမစီတိုးကပ်ဖို့မဝင်ရဲခဲ့ပါဘူး။အချိန်အတော်ကြာစောင့်ဆိုင်းခဲ့ပြီးနောက်အီရှုဟာစိတ်ပြက်စွာနဲ့တက္ကစီငှားကထွက်ခွာသွားခဲ့ပါတယ်။နောက်ရက်တွေမှာသူထပ်မံပေါ်ပေါက်မလာခဲ့ပါဘူး။အီရှုစီအရာရာကိုဘလို့ရှင်းပြရမလဲဆိုတာသူမသိခဲ့လို့ပါနောက်ဆုံးမတောက်ခံနိုင်တော့သည့်အဆုံးမှာတော့မိန်းကလေးတူအသွင်ဖြစ်ပြောင်းလဲကအရာရာကိုအီရှုစီဖွင့်ပြောဖို့ဆုံးဖြတ်လိုက်ပါတယ်စင်ကြေတစ်ခုပေးပြီးသူမကိုအိမ်စီခေါ်ဆောင်လာခဲ့ကကျွန်တော်ဟာလွန်ခဲ့တဲ့ရက်ပိုင်းကမမနဲ့ဒိတ်လုပ်ခဲ့တဲ့အမျိုးသားပါအခုလိုမြင်တွေ့နေရတာကကျွန်တော်မှာထူးဆန်းတဲ့ယောဂတစ်ခုရှိနေလို့ပါလို့ပြောပြခဲ့ပါတယ်သူအခြားရုပ်သွင်းတွေစီပြောင်းလဲထားသည့်ဗီဒီယိုတွေကိုပြသခဲ့ပေမဲ့အတိတ်ပဲမရှိလာတဲ့ဒီရှင်းပြချက်ကိုသူမမယုံကြည်နိုင်ခဲ့ပါဘူးမတွေးဆုံခြင်းလို့မုသဝါဒဖန်တီးနေတာဟုထင်မှတ်သွားခဲ့ပြီးရှေ့ကမိန်းကလေးကိုဒီလိုကလေးဆန်တဲ့အကွက်တွေနဲ့လာမလဲစားနဲ့လို့သူ့ကိုပြောလိုက်ပါကျွန်တော်ဘဝတွေကထွက်သွားပြီးဘယ်တော့မှဆက်သွယ်မလာပါနဲ့လို့ပြောဆိုကထွက်ခွာသွားခဲ့ပါတယ်ဦးကျင်လည်းဒီရလက်ကိုကြိုတင်မျှော်လင့်ထားပြီးဖြစ်ပါတယ်သူလိုလူဆန်းတယောက်ဟာအချစ်စစ်နဲ့မထိုက်တန်ပါဘူးရက်ပိုင်းများကြာမြင့်ပြီးနောက်သူတို့ဟာကိုပိုင်ဘဝအသီးသီးစီပြန်လည်ရောက်ရှိသွားခဲ့ကြပါတယ်တနေ့မှာတော့အီရှုရဲ့ဆိုင်စီစပွဲအသစ်တစ်လုံးရောက်ရှိလာခဲ့ပါတယ်တေချာစစ်စစ်ကြည့်လိုက်ချိန်မှာတော့ဖုံးဆိုင်ထူပြီးတချင်းနားထောင်နိုင်တဲ့ဒီဇိုင်းဖြစ်နေတာကိုတွေ့ရှိလိုက်ရပါတယ်ဒါဟာရခင်ဒိတ်လုတ်စင်ကဦးချင်းစီပြောပြခဲ့တဲ့စိတ်ကူးဖြစ်နေတာပါအဲ့ဒီအမျိုးသားဟာလက်တွေ့အကောင့်ထဲဖော်ပေးခဲ့မယ်လို့သူမှမမျှော်လင့်ထားခဲ့ပါဘူးဒါဟာအီရှုရဲ့စိတ်ကိုထပ်မံလှုပ်ရှားသွားစေခဲ့ပါတယ်စိတ်ထဲလွန်ဆွဲပြီးနောက်သူမဟာသူ့အိမ်စီတွားရောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ခေါင်းလောင်တီးလိုက်ချိန်မှာတော့တကားလာဖွင့်သူဟာသပင်တိုနဲ့သစိမ်းတယောက်ဖြစ်နေခဲ့ပါတယ်။မိန်းကလေးကကြာတော်ပါပဲလို့အေးဆက်စွာပြောဆိုလိုက်ပါတယ်။သူမယုံကြည်သွားစေဖို့အတွက်အဲ့ဒီညမှာအတူတကွနေထိုင်ဖို့တောင်းဆိုခဲ့ပါတယ်
နောက်နေ့မနက်မှာအီရှုနှုတ်ထလာပြီးတန်စင်ကန်းစီတွားရောက်ရာကြားမနှစ်ဦးစာတန်စင်ကန်းသုံးပစ္စည်းတွေကိုတွေ့ရှိခဲ့ရပါတယ်အခြားအခန်းတစ်ခုထဲမှာတော့အသက်အရွယ်မရွေးကြားမအဝတ်စားတွေနဲ့ဖက်နှက်တွေကိုတွေ့ရှိလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲအရေးတစ်ခုသူမစီဖြည်းဖြည်းချင်းတိုးကပ်လာခဲ့ပါတယ်အခုဆိုရင်သူဟာရုပ်ဖြောင်ပြီးရှက်ရွံ့တတ်တဲ့လူငယ်တစ်ယောက်ဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။အီရှုဟာသူမူတာဝါဒပြောဆိုခဲ့ခြင်းမဟုတ်ကြောင်းနောက်ဆုံးမှာသဘောပေါက်သွားခဲ့ပါတယ်။နောက်ရက်တွေမှာယင်းနှီးလာတာနဲ့အမျှအီရှုဟာသူ့အပေါ်တန်ရောစင်တွေတိုးပွားလာခဲ့ပါတယ်။သို့တော်လည်းဒီထူးဆန်းလာတဲ့အချစ်ဇလန်းဟာသူမရဲ့စိတ်ကျန်းမာရေးကိုစတင်ထိခိုက်လာစေခဲ့ပါတယ်။နေ့စဉ်ပြောင်းလဲနေတဲ့သူ့ရဲ့မျက်နှာကိုသူမအမြဲတမ်းအသားကျအောင်ပြုလုပ်နေရတာပါ။အချိန်ကြာလာသည်နဲ့အမျှသူမရဲ့စိတ်ဟာပုံမဇဝေဇဝါဖြစ်လာပြီးစိုးရိမ်ပူပန်မှုတွေတိုးပွားလာခဲ့ပါတယ်။မှတ်ဉာဏ်တွေပါပျောက်ကွယ်လာခဲ့တာကြောင့်ယောဂလက္ခဏာတွေကိုတက်တာစေဖို့ဆေးဝါးတွေကိုတိတ်တဆိတ်အားကိုးနေခဲ့ရပါတယ်။ဒါပေမဲ့ဦးကျင်ကတော့ဒါတွေကိုမသိရှိခဲ့ပါဘူး။တနေ့မှာတော့ဦးကျင်ဟာသူမကိုလက်ထပ်ခွင့်တောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အီရှုကတော့စိတ်ချမ်းသာမနေခဲ့ပါဘူး။ဘလောက်အထိတောင်းခံနိုင်တော့မလဲဆိုတာမသိတာကြောင့်အနောက်စီဆုတ်ခွာခြင်းနေခဲ့တာပါ။စိတ်ဖိစီးမှုကြီးမားလွန်းတာကြောင့်သူမဟာတတိလက်မေ့မြောက်သွားခဲ့ပါတယ်။ဆေးရုံစီခေါ်ဆောင်သွားချိန်ကျမှဦးကျင်ဟာသူမရဲ့အခြေအနေကိုသိရှိသွားခဲ့ရပါတယ်။ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးကြောင့်သူမခန္ဓာကိုယ်မှာပြန်လည်မကောင်းမွန်နိုင်တော့တဲ့ဒဏ်ရာတွေရရှိနေခဲ့တာပါ။သူအလွန်ပင်နောင်တရစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတော့တယ်။အိမ်စီပြန်ရောက်ချိန်မှာလက်ထက်လက်စွပ်ကိုတင်စီလိုက်ပါတယ်။နေတွေကြာဆင်းနေတဲ့ညတညမှာတော့အီရှုကိုနောက်ထပ်နာကျင်မှုမပေးချင်တော့တာကြောင့်ပြတ်သားစွာလမ်းခွဲလိုက်ပါတော့တယ်။ရင်ကျိုးရပေမဲ့ဒါဟာအကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်းသူသိရှိနေခဲ့တာပါ။အဲ့ဒီနောက်အနောက်စီလှည့်မကြည့်ပဲထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီနေ့ကစလို့ဦးကျင်ဟာအီရှုစီလုံးဝဆက်သွယ်ခြင်းမပြုတော့ပါဘူး။ဒီကဘာပေါ်ကနေပျောက်ကွယ်သွားခဲ့တယ်လို့ပါပဲ။အီရှုလည်းပုံမှန်ဘဝစီပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။သူမကျမ်းမာရေးလည်းဖြည်းဖြည်းချင်းပြန်လည်ကောင်းမွန်လာခဲ့ပြီးဆေးဝါးတွေကိုမျှဝဲခြင်းမရှိတော့ပါဘူး။ဒါပေမဲ့လမ်းပေါ်မှာရှောက်လန်းတိုင်းဘေးကဖြတ်တန်းသွားသူဟာသူများဖြစ်နေမလားဆိုပြီးတွေးတောမိနေခဲ့ပါတယ်။အတူတကွရှိခဲ့တဲ့အမတ်တရတွေဟာသူမရင်ထဲစီပြန်လည်ရောက်ရှိလာခဲ့ပြီးဦးကျင်အပေါ်လွမ်းဆွမှုတွေဟာနေ့စဉ်တိုးပွားလာခဲ့ပါတယ်။ဦးကျင်ဖန်တီးပေးခဲ့တဲ့ကလထိုင်တွေကိုမြင်တွေ့ရတိုင်းသူ့အပေါ်ထားရှိတဲ့သူမအချစ်စစ်ကိုသဘောပေါက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာဦးကျင်ကတော့ဝေးကွာလာတဲ့ချက်သမရနိုင်ငံမှာရောက်ရှိနေခဲ့တာပါ။ရုပ်သွင်းအမျိုးမျိုးနဲ့တူးတဲ့ဘဝကိုဆက်လက်ဖြတ်တန်းနေခဲ့ပါတယ်။မကြမီမှာပဲအီရှုရဲ့မန်နေဂျာကလူကြိုက်များနေတဲ့ဆိုဖာဒီဇိုင်းအသစ်တစ်ခုကိုပြသခဲ့ရာဦးကျင်ရဲ့လက်ရဖြစ်ကြောင်းသူမချက်ချင်းရိပ်မိသွားခဲ့ပါတယ်။ဒါဟာချက်သမရနိုင်ငံကနေထုတ်လုပ်ထားတာဖြစ်ကြောင်းသိရှိရချိန်မှာတော့အရာရာကိုသူမသဘောပေါက်သွားခဲ့ပါတယ်။ရက်ပိုင်းမှကြာပြီးနောက်ချက်သမရနိုင်ငံရှိမြို့ငယ်လေးတစ်မြို့မှာအီရှုဟာတက်တိမွေးပြီးတကားတစ်ခုကိုခောက်လိုက်ပါတယ်။တကားလာဖွင့်သူဟာရုပ်ဖြောင်းတဲ့အာရှအမျိုးသားတူဖြစ်နေခဲ့ပါတယ်။တကားဝါမှာရှိနေတဲ့သူမကိုကြည့်ပြီးစကားတွေအများကြီးပြောချင်နေရန်ရှိပေမဲ့နောက်ဆုံးမှာတော့အီရှုကိုမသိသူဖြစ်ဆောင်ရွက်ဖို့ရွေးချယ်လိုက်ပါတယ်။အီရှုကတော့ပရိဘောကဝယ်ယူခြင်းယုံသာဖြစ်ကြောင်းပြန်လည်ပြောဆိုလိုက်ပါတယ်။အထဲစီဝင်ရောက်သွားချိန်မှာအခန်းထဲကအရာရာဟာရင်းနှီးနေတာကိုတွေးရှိလိုက်ရတာကြောင့်ဒါဟာသူမချစ်မြတ်နိုးရတဲ့အမျိုးသားဖြစ်ကြောင်းအတည်ပြုလိုက်နိုင်ပါတော့တယ်။သူမကငါ့ကိုလက်ထပ်မလားလို့မေးမြန်းလိုက်ရာဦးကျင်ဟာအချိန်တော်ကြာသိမ်းဆည်းထားခဲ့တဲ့လက်ထက်လက်စွပ်ကိုပြန်လည်ထုတ်ယူလိုက်ပါတော့တယ်။ပြင်ပရုပ်သွင်းဆိုတာစာအုပ်တုပ်အဖုံးနဲ့တူပေမဲ့လူတစ်ယောက်ကိုဘဝတစ်ခုလုံးအမှန်တကယ်ချစ်မြတ်နိုးဖို့အတွက်အရေးကြီးဆုံးတော့ချက်ကတော့စာအုပ်အထဲမှာရှိတဲ့စိတ်ဝိညာဉ်ပဲဖြစ်ပါတော့တယ်။